စေအခါမှာတကယ်လို့မင်းရဲ့နာဘယ်သူမှရောက်မလာချင်ခေါ်အားတို့မွေကဘဝကိုရှင်းစားဖို့တွေ့လို့ချင်နေကြမှာဆိုရဖေကဟိုဝေးကန်တရားရဲ့အကလုံးမြောက်ဖို့လမ်းမြေရှာနေဆိုနေကောင်းတုံးတွေနေတာမြေပါနေလေလူတွေရဲ့ဝေးပြေထွက်ချင်တဲ့လူတွေရဲ့အကြောင်းမြေတွေနေရှောင်းပြီးတဲ့မင်းရဲ့စိတ်ကိုပြေတကယ်စလူတွေတော့မင်းကြောင့်တွေရောင်ကြီးပါအစိုးကောင်းမြောက်ချီမခနရဲ့ကဲရဲ့လေးခနရဲ့မင်းကယူဆိုင်ပါနေလူတွေရဲ့အမြင်ဟာဒီရဲ့လိုပဲတခါတည်းလိုက်လုံးကြည့်တဲ့ဘာမှရဲ့လောကတည်းတရားရင်ဆိုင်ဖို့တတိခွန်အားမွေးထားနေလေလူတွေရဲ့အဝေးပြေးထွက်ချင်တဲ့လူတွေရဲ့အကြောင်းရှောင်းပြီးတဲ့မင်းရဲ့စိတ်ကိုပြေတကယ်ဆိုလူတွေတော့မင်းကြောင့်တွေ့ရောင်ကြည်ပါအစိုး